အဆင်ပြေကြရဲ့လား Chin Spirit Law YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ချင်းတောင်ကထူးဆန်းထွေလာဖြစ်ရထွေတဲ့ကတွေးကြွေးနဲ့ဂုံတိတ်ခါဆိုတဲ့ story တစ်ပုဒ်ကိုနားဆင်ကြရမှာပါကျွန်တော်ရဲ့ငယ်ဘဝပုံရိပ်ထွေဟာချင်းတောင်တန်းတွေရဲ့မြူနင်းတွေကြားမှာစတင်ခဲ့ပါတယ်သုံးတန်းအရွယ်အထိအဖိုးနဲ့အဖွားရဲ့အိမ်မှာအိတ်ဆက်အနားယူရင်သူတို့ရဲ့ဗဇက်ရာဇဝင်ပုံပြင်တွေကိုနားထောင်ပြီးအိတ်ဆက်ခဲ့ရတဲ့ညထွေဟာခုထက်ထိလွမ်းမောပွေရပါအဖိုးတို့ပြောပြခဲ့တဲ့ပုံပြင်တွေဟာဒန်ဒါရီဆန်နဲ့အပြင်သူတို့ကိုယ်တိုင်ဖြတ်တန်းခဲ့ရတဲ့ဘဝဇာတ်ကြောင်းတွေကလည်းရုပ်ရှင်တကားကိုကြည့်နေရတယ်လို့စိတ်ဝင်စားစရာအလွန်ကောင်းလာပါတယ်အဲ့ဒီထဲမှာမှအဖိုးကိုယ်တိုင်ဖြတ်တန်းခဲ့ရတဲ့ငယ်ဘဝသမိုင်းကြောင်းကတော့ကျွန်တော်ရင်ကိုအလှုပ်ခတ်နိုင်ဆုံးဖြစ်ခဲ့ပါတယ်တောင်တန်းသားတို့ဤဒလိကျွန်တော်တို့ချင်းလူမျိုးတွေမှာရှေးဘိုးဘွားပြည်ပင်ကလေးကရှိခဲ့တဲ့ကလေးစားချီချင်းဆိုတဲ့ဒလိတစ်ခုရှိပါတယ်ဒါဟာရိုးရာလို့ပဲခေါ်ရမလားဒါမှမဟုတ်မဖြစ်မနေလှုပ်ဆောင်ရမယ်ဝတ္တရားလို့ပဲဆိုရမလားမိသားစုဝင်တယောက်ယောက်ဒါမှမဟုတ်အမျိုးအရင်းတွေကတယောက်ယောက်ဟာတစ်ဖက်လူရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးခဲ့မယ်ဆိုရင်ကြံခဲ့တဲ့အမျိုးသားတွေဟာအဲ့ဒီသွေးကြွေးကိုပြန်ဆက်ဖို့တာဝန်ရှိလာပါတယ်တားယောက်ျားလေးတွေကိုမိဘတွေကပို့ပြီးတန်ဖိုးထားကြတာဟာလေဒီလိုအကြောင်းတရားတွေကြောင့်လည်းပါနိုင်ပါတယ်မိဘဆွေမျိုးတွေအတွက်လက်တုံ့ပြန်နိုင်တဲ့အရွယ်ရောက်လာရင်အဲ့ဒီတာဝန်ဟာတားယောက်ျားလေးတွေရဲ့ပခုံးပေါ်ကိုလျောက်ကြရပါပါတယ်အကယ်၍လက်တုံ့ပြန်နိုင်မှုဆိုရင်တော့ရက်ရွာထဲမှာအသုံးမကျတဲ့သူလို့သမုတ်ခံရတတ်တဲ့ခေတ်ကာလဖြစ်ပါတယ်ကျမဆိုးဤအစအဖိုးတို့ညီကိုနှစ်ယောက်3နှစ်သားအရွယ်မှာပဲကြီးမားတဲ့ကျမဆိုးကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်အဖေဖြစ်သူဟာလုံယူပွဲလို့ခေါ်တဲ့အလှပွဲတစ်ခုမှာရန်သူဟောင်းတစ်ယောက်ရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်မရှိမနှောင်းမှာပဲအမိဖြစ်သူကလည်းရန်ပွဲတစ်ခုကိုဝင်ရောက်ဖြန့်ဖြေပြီးရင်ဓာထိုးခံရပြီးကွယ်လွန်သွားခဲ့ပါတယ်မိခိုးစရာဆိုလို့အတော်တစ်ယောက်ပဲကြံတော့တဲ့ညီကိုနှစ်ယောက်ရဲ့ဘဝဟာအလွန်ကိုခါတီးလာပါတယ်စားစရာဆန်မရှိလို့ကန်စုံဥပြုတ်ဘိန်းဥပြုတ်ရွှေဖယုံသီးမှတ်ပြုတ်တွေကိုပဲဝမ်းစာအတွက်အားကိုးခဲ့ရပါတယ်စန်းစပါးဟာအဲ့ဒီအချိန်ကအလွန်ကိုရှားပါလာသလိုစားတောင်မှခဲနေတဲ့စားချမ်းတွေကိုပဲစားခဲ့ရတဲ့အငတ်ငတ်အပြက်ပြက်ဘဝတွေပါလမ်းလုသားဘဝနဲ့ဆုံးဖြတ်ချက်ဒုက္ခတွေဟာအဲ့ဒီမှာလည်းမရက်သေးပါဘူးညီကိုနှစ်ယောက်လေးတန်းတက်နေတဲ့နှစ်မှာပဲအားကိုးရာဖြစ်တဲ့အတော်ကအိမ်တောင်ပြုတ်သွားတာကြောင့်လုံးဝကိုအထီးကျန်သွားခဲ့ပါတယ်ပညာဆက်သင်ဖို့ငွေကြီးမရှိတော့တာကြောင့်ကျောင်းနားလိုက်ရပြီချင်းတောင်နဲ့မြေပြန့်ဆက်သွယ်ရေးလမ်းခင်းတဲ့အလုံးမှာဝင်လုပ်ခဲ့ကြပါတယ်၄နှစ်လောက်ပင်ပန်းပန်းလုပ်ကင်ပြီးမှတော့အသက်16နှစ်အရွယ်မှာငွေကြီးအနှင်းငယ်စုမိလာပါတယ်ဒါပေမဲ့သူတို့ညီကိုနှစ်ယောက်ရဲ့ရင်ထဲမှာတော့ငယ်စဉ်ကလေးကတောက်လောင်နေတဲ့ကလေးစားချီလိုစိတ်ဟာငြိမ်မသွားခဲ့ပါဘူးအသက်19နှစ်အရွယ်မှာအဖေနဲ့အမေအတွက်လက်တုံပြန်ပြည့်ပြည့်စုံပြည့်ချချလိုက်ကြပါကြက်ဥဘေးတဲ့နဲ့ရှေ့ပြေးနမိတ်အစီအစဉ်ကိုမစတင်ခင်မှာချင်းယူရာကြက်ဥဘေးတင်ကိုမေးမြန်းခဲ့ကြပါတယ်ညီအကိုနှစ်ယောက်ဘေးကင်းဖို့နဲ့အောင်မြင်ဖို့အတွက်ဖြစ်ပါတယ်ဘေးတင်စီယာကတော့နတ်ပူဇော်ပွဲလှုပ်ဆောင်ပြီးမှသွားမယ်ဆိုရင်ဘာအထီးအခိုက်မှမရှိပဲအောင်မြင်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်သွားမယ်ခရီးမှာနတ်ပူဇော်တုန်းကတုံးခဲ့တဲ့ကြက်မနဲ့ကြက်ဖရဲ့အမွှေးတွေကိုကိုနဲ့မကွာစောင့်ထားပါလို့လည်းမှာကြားလိုက်ပါတယ်အနီးနောက်မှာတော့သူတို့ဟာစုဆောင်းထားတဲ့ငွေနဲ့တူမီးတစ်လက်လေးမြားနဲ့ဓာပလိုင်းတွေကိုပြင်ဆင်ပြီးဇာတိရွာစီကိုခရီးနှင်ခဲ့ကြပါတယ်တွေးကြွေးကိုဆက်တော့တရက်နဲ့တညခရီးနှင်ပြီးနောက်မှာတော့ဇာတိရွာကိုရောက်ရှိခဲ့ပါတယ်ရွာရောက်ပြီး3ရက်အကြာမှာတော့ရန်သူတော်ကြီးတောင်ယာကအပြန်ကိုခြုံကိုစောင့်ရင်းလက်တုံ့ပြန်ခဲ့ပါတယ်ထူးဆန်းတာတစ်ခုကလမ်းမှာညီဖြစ်သူဆောင်ထားတဲ့ကြက်မွေဟာကြပြောက်သွားခဲ့ပါတယ်ပထမအဆုံးညီဖြစ်သူကတူမီးတနတ်နဲ့စပစ်တဲ့အခါမှာတနတ်ကမပေါက်ခဲ့ပါဘူးအကိုဖြစ်သူကအလျင်အမြန်တနတ်ကိုပြန်ပြင်ပြီးပစ်လိုက်တဲ့အခါမှာတော့ရန်သူရဲ့ရင်ဝါတဲ့တဲ့ကိုထိမှန်ပြီးကိစ္စပြတ်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာရွာကနေချက်ချင်းပဲထွက်ခွာခဲ့ကြပါတယ်နောက်ဆက်တွဲအတွေ့ယနေ့ခေတ်မှာဘာသာရေးတွေထွန်းကားလာတာကြောင့်ဒီလိုလက်စားချေတဲ့အလေးကျင့်တွေပျောက်ကွယ်သလောက်ရှိနေပါပြီဒါပေမဲ့လည်း
တချို့နေရာတွေမှာတော့ဓာပလိုင်းကိုကိုနဲ့မကွာဆောင်တက်တဲ့အလေးကျင့်တွေကြန့်ရှိနေစေပါအဖိုးပြောပြခဲ့တဲ့ဒီဇလန်ဟာကျွန်တော်အတွက်တော့ကြောက်စရာကောင်းတဲ့ရာဇဝင်တစ်ခုထက်ခက်ခဲကြမ်းတမ်းတဲ့ခေတ်ကာလတစ်ခုမှာအသက်ရှင်တန်ခဲ့ရတဲ့လူသား2ယောက်ရဲ့ဘဝတိုက်ပွဲတစ်ခုအဖြစ်မြင်ရောက်နေမိမှာတော့တယ်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်